မင်္ဂလာပါအော်တိုဘာ26ရက်နေ့တနင်္ဂနွေနေ့မနေ့တနာရီခွဲမှာကစားမယ်ပရီးမီးယားလိပွဲစဉ်9အဖြစ်ကျွန်တော်တို့ဘရန့်ဖို့တင်တဲ့လီဗာပူးတင်တို့ရဲ့အကြောင်းကိုနေငယ်ဆွေးနွေးတင်ပြချင်ပါတယ်ပထမဆုံးအနေနဲ့ကတော့အေရှန်ဘရန့်ဖို့အကြောင်းကိုနေငယ်ဆွေးနွေးချင်ပါတယ်ဘရန့်ဖို့တင်ဟာပြီးခဲ့တဲ့ပတ်ပွဲစဉ်10မှာကစားခဲ့တဲ့ပွဲစဉ်မှာဆိုလို့ရှိရင်ဝါရှင်တန်ကိုအဝေးကွင်းမှာ2-0ဆိုတဲ့ရလဒ်နဲ့အနိုင်ရရှိထားတာပဲဖြစ်ပါတယ်ဖရန့်ဖို့အသင်းရဲ့အိမ်ဝင်ပွဲစဉ်တွေကိုလေ့လာကြည့်ရမယ်ဆိုလို့ရှိရင်တော့ဖရန့်ဖို့အသင်းဟာပရီးမီးယားလိအိမ်ဝင်ပွဲစဉ်မှာဆိုလို့ရှိရင်မန်စီးတီးအသင်းကို0-1ဆိုတဲ့ရလဒ်နဲ့ရှုံးထားတာလေလို့အိမ်ဝင်ပွဲစဉ်မှာဆိုလို့ရှိရင်ရှုံးပွဲမရှိတဲ့အသင်းလို့လည်းပြောလို့ရပါတယ်ပြီးတော့ဘရန့်ဖို့အသင်းဟာဒီနေ့မှာပုံစံကောင်းတွေပြသထားတဲ့အသင်းလို့လည်းပြောလို့ရပါတယ်ကျွန်တော်တို့လီဗာပူးအသင်းကိုပြင်ကြည့်မယ်ဆိုလို့ရှိရင်တော့လီဗာပူးအသင်းဟာပြီးခဲ့တဲ့ချန်ပီယံလိပွဲစဉ်မှာဖရန့်ဖတ်အသင်းကိုအဝေးကွင်းမှာ5-2ဆိုတဲ့ရလဒ်နဲ့အနိုင်ရရှိပြီးတော့မှပုံစံကောင်းတွေပြန်လည်ရရှိအောင်ကြိုးပမ်းနေတဲ့အသင်းလည်းဖြစ်ပါတယ်ပြန်လည်ပုံစံကောင်းတွေပြန်လည်ရပြီးတော့မှစိတ်သက်ပိုင်းဆိုင်ရာလည်းပုံမတက်ကြွလာပြီလို့မို့ကျွန်တော်တို့မြင်မိပါတယ်ဒီချန်ပီယံလိနိုင်ပွဲဟာဆိုလို့ရှိရင်လည်းကျွန်တော်တို့ပြိုင်ပွဲစုံ၄ပွဲစတိုက်ရှုံးနေပြီးတဲ့နောက်ပိုင်းမှာပြန်လည်ရရှိလာတဲ့နိုင်ပွဲလို့လည်းပြောမှာပဲဖြစ်ပါတယ်ဒီနိုင်ပွဲကြောင့်မလို့ကျွန်တော်တို့ရဲ့အသင်းသားတွေဟာစိတ်သက်ပုံမူပြီးတော့မှတက်ကြွပြီးတော့မှနိုင်ပွဲတွေရရှိအောင်ပြန်လည်ပြီးတော့မှပေါ်ဆောင်နိုင်အောင်မလားဆိုတာလည်းကျွန်တော်တို့စောင့်ကြည့်ရမှာပဲဖြစ်ပါတယ်